မင်္ဂလာပါခင်ဗျာတတတို့ကတော့ batch 2 grade ဒီမှာဖြစ်ပါရဲ့တတတို့ group 5ပါဝင်တဲ့သူတွေက Danny ရဲ့ Harry ဆို Pinky Maria ကင်ယူကမင်းထဆူစီရထက်တို့နဲ့3ရက်တီတီဆိုတို့ဖြစ်ပါတယ်တတတို့ group 5ကမလိုက်လုံးပြုလို့ပေါ့စင်စင်ကိုပြောပြသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့နှုတ်စားနွားတွေကိုမွေးမြူပါတယ်အဒီနှုတ်စားနွားများစီမှာနွားတို့ညှစ်ယူတဲ့ရရှိတဲ့နွားတို့ကိုချက်ပါတယ်သူချက်ပြီးနွားတို့ကိုရှာလကာရီထဲမွေပြီးအခေးဖြစ်အောင်ပြုလုပ်ရပါတယ်အခင်းဖြစ်တော့နွားနို့ကိုလုံးပါမယ်ရရှိတဲ့မလိုက်လုံးများကိုစက်ကူပလတ်စတစ်ဘူးတွေထဲရောင်းချပါတယ်မလိုက်လုံးပြုတ်ရင်အခက်ခဲများကတော့နွားနို့မလုံလောက်ရင်အခြားမွေးမြူထားတဲ့နေရာတွေမှာဝယ်ယူရပါတယ်နွားနို့ကိုကျူချက်ထားချိန်မှာလေ